မင်္ဂလာပါဒီတစ်ခေါက်မှာတော့ညီမတို့ရေပေါ့နော်1952ခုနှစ်ခွင့်ရနဲ့အလုပ်ပေးရအဥပဒေအရညီမတို့အလုပ်သမားတွေအနေနဲ့ခန်းစားခွင့်ရှိတဲ့ဒီပေါ့နော်ရုံးပေးရနဲ့ခွင့်ရတွေအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ပထမအောင်ဆုံးအနေနဲ့ကတော့ရုံးပေးရပေါ့နော်ဒါကတော့ရသက်တစ်ပတ်အလုပ်ပေးရနဲ့အများပြည်သူအလုပ်ပေးရဆိုပြီးတော့နှစ်မျိုးတော့ရှိရပေါ့နော်ရသက်တစ်ပတ်အလုပ်ပေးရကကြတော့ညီမတို့အလုပ်သမားတွေနဲ့ဒီဥပဒေအရပြဋ္ဌာန်းထားတဲ့ဒီတစ်ပတ်အတွင်းပေါ့နော်အလုပ်ချိန်ကိုပြည့်အောင်တော့လုပ်ဖို့လိုတယ်ပြည့်တယ်ဆိုလို့ရှိရင်တော့ညီမတို့အနည်းဆုံးတစ်ရက်ခန်းစားခွင့်ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့အများပြည်သူရုံးပေးရပေါ့နော်အများပြည်သူလုပ်ပေးကတော့အလုံးသိတဲ့အတိုင်းပဲ public holiday လိုမျိုးတွေကိုပြောတာဆိုတော့ဒါပေမဲ့တစ်ခုကရှိတာကြတော့ညီမတို့အလုပ်ရှင်အနေနဲ့ကြတော့ပေါ့နော်ဒီအများပြည်သူရုံးပေးရမှာအလုပ်သမားတွေကိုအလုပ်လုပ်ခိုင်းစေခြင်းနဲ့ဆိုလို့ရှိရင်တော့သူတို့ရဲ့ဒီအခကြေးငွေပေါ့နော်ပုံမှန်အခကြေးငွေဖြစ်စေဒါမှမဟုတ်လို့ရှိရင်ညီမတို့အခြေခံလစာရဲ့ပေးမြဲနှုန်းပေါ့နော်အဲ့ဒါရဲ့နှစ်ဆကိုပေးချေပေးရမှာပဲဖြစ်ပါတယ်နောက်ထပ်ပြောပြချင်တာကကြတော့ခွင့်ရတွေပေါ့နော်ခွင့်ရတွေကကြတော့ညီမတို့စီမှာရှောင်းတခွင်ခွင့်ရလောက်သက်ခွင့်ရစီးလက်မှတ်ခွင့်ရဆိုပြီးတော့၃မျိုးရှိမှာပဲဖြစ်ပါတယ်ဒီရှောင်းတခွင်ခွင့်ရကြတော့ညီမတို့တွေဒီအလုပ်ဆောင်ဝင်တာနဲ့2လပြည့်ပြီးတိုင်းတရက်ခန်းစားခွင့်ရှိရဲ့အခွင့်မျိုးပေါ့နော်ဆိုတော့ဒီညီမတို့တွေတစ်နှစ်မှာဒီ6ရက်ခန်းစားခွင့်ရှိရဆိုတာမျိုးပြောတာပါနောက်ခွင့်တစ်ခုကတော့လောက်သက်ခွင့်ပဲဖြစ်ပါတယ်လောက်သက်ခွင့်ရကြတော့ညီမတို့ရဲ့လောက်သက်ကာလ12လပြည့်ပြီးရနဲ့နောက်လာမယ့်12လအတွင်းမှာအသုံးပြုလို့ရမယ်ခွင့်10ရက်ပဲဖြစ်ပါတယ်ဆိုတော့အဲ့ခွင့်10ရက်ကိုကြတော့ညီမတို့အလုပ်အသုံးပြုဖို့အတွက်ဆိုလို့ရှိရင်ညီမတို့အလုပ်သမားတွေအနေနဲ့ကတစ်လကိုအလုပ်တစ်ရက်ရုံးတစ်ရက်ကတော့ရက်20ရှိခဲ့ရမှာပဲဖြစ်ပါတယ်ဆိုတော့နောက်ဆုံးတစ်ခုအဲ့ဒါတော့ဆေးလက်မှတ်ခွင့်ပါဆေးလက်မှတ်ခွင့်ရကြတော့ညီမတို့ဒီဝန်ထမ်းတွေဒီလောက်သက်6လပြည့်ပြီးရနဲ့ရက်30ခန်းစားခွင့်ရမယ်ခွင့်မျိုးပဲဖြစ်ပါတယ်တစ်နှစ်မှာရက်30ပေါ့နော်ဒါပေမဲ့ဒီ6လမပြည့်သေးလို့ရှိရင်လည်းညီမတို့တွေဆေးလက်မှတ်ခွင့်ကိုခန်းစားလို့ရတယ်ဒါပေမဲ့ဒီလစာမဲ့ခွင့်ပေါ့နော်လောက်ခလစာမဲ့ခွင့်မျိုးတော့ဖြစ်သွားမှာပဲဖြစ်ပါတယ်တကယ်လို့ဆေးလက်မှတ်ခွင့်ကိုညီမတို့ခန်းစားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီအတိမတ်ပြုဆရာဝန်ရဲ့ဆေးလက်မှတ်ကိုတော့ဒီညီမတို့ဒီရုံးကိုတင်ပြပေးရမှာပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့ညီမပြောပြပေးသွားတယ်ဒီနေ့အတွက်ဒီခွင့်ရနဲ့လုပ်ပေးရဥပဒေကြီးကအလုပ်သမားတွေကိုပေါ့နော်ရပိုင်ခွင့်ပေးထားတယ်ဒီခွင့်ရနဲ့ရုံးပေးရတွေပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်